င်မအပြောကောင်းတဲ့ဘိုလ်ချုပ်စကားပြောပြတဲ့နောက်ပိုင်းမှာစကားပြောဖို့ကတော့နည်းနည်းတော့အားနာပါတယ်အလုံးလဲညီးငွေသွားမယ်လို့လဲကျမအနေနဲ့တော့စိုးရိမ်မိပါတယ်ဘာပဲဖြစ်ဖြစ်ကျမကိုဒီဘိုလ်ချုပ်တို့နဲ့အတူဒီခီးစင်မှာပါလာတဲ့အချိန်မှာဒီညအခွင့်အရေးဒီလိုမျိုးအခွင့်အခါပေးတဲ့အတွက်ကြောင့်လည်းရှေးဥစွာခရစ်တော်မှာရှိတဲ့ညီကိုမောင်မတွေနောက်ပြီးတော့ကျမတို့ယဉ်ကျေးမှုတိုင်းယဉ်ကျေးမှုအရတမိုင်းအရညီကိုမောင်နှမတွေဖြစ်ကြတယ်ဒီညချင်းတိုင်းရင်းသားညီကိုမောင်နှမတွေနဲ့တွေ့ဆုံခွင့်ရတာကိုရှေးဥစွာဒီမှာကျေးဇူးတင်တဲ့အကြောင်းကိုအရင်ပြောလိုပါတယ်လို့အဲ့တော့စောကတမိုင်းအကြောင်းကိုပြောခဲ့တဲ့အခါမှာကျမလည်းသွားပြီးတော့ကိုကြားခဲ့တဲ့တမိုင်းအကြောင်းကိုနည်းနည်းထပ်ဖြည့်ဆွတ်ချင်ပါတယ်ဒါကျမနဲ့လည်းဆက်ဆက်တာဖြစ်တဲ့အတွက်ကြောင့်ဒီကျမအဖေက Kachin Baptist Convention ရဲ့အတည်မှုလုပ်ခဲ့ပါတယ်အဲ့တော့အဲ့ဒီသူအတွင်းရေးမှုလုပ်ခဲ့တဲ့အချိန်မှာခဏတုန်းကဘုံမွေးတို့ပြောသွားတဲ့ဒီချင်းပြည်နယ်မှာသွားပြီးတော့ညီအကိုအနေနဲ့သွားပြီးတော့တော်ဆက်ခဲ့တာဒါကျမအဖေပါဝင်ခဲ့ပါတယ်ဒါကြောင့်ကျမလည်းဒီညထိုင်နေရင်းနဲ့အဲ့ဒါတွေပြန်ပြီးတော့စဉ်းစားမိပါတယ်ပြီးတော့ဒီမှာထိုင်နေရင်းနဲ့ကျမတေးဥဆရာနာမည်ကြည့်လိုက်တော့ Reverend Rolly Van Big ဆိုတော့ကျမဆရာ Victor မေးလိုက်တယ်ကျမတကယ်ချင်းရဲ့နဲ့ဗာများတော်ဆက်နေတယ်ပေါ့ကျမတကယ်ချင်း Kenneth Van Big ကကျမနဲ့ကျန်းစာကျောင်းလုံးကဟိုပေါ့ဆိုတူကောင်းဖက်တွေဖြစ်ပါတယ်အဲ့တော့ဒီညအဲ့လိုမိတ်ဟောင်းဆွေဟောင်းနေနဲ့ပြေးဆုံပြရတဲ့အတွက်ကြောင့်လည်းဖျားရှင်ရဲ့ယေရှုကိုရှေးဥစွာချီးမွမ်းတဲ့အကြောင်းကိုလည်းထပ်မပြီးတော့ပြောလိုပါတယ်လို့အဲ့တော့စောကမေးသွားတဲ့မိကုန်းနဲ့ဆက်ဆက်ပြီးတော့ကျမဒီ trip မှာလည်းဘိုလ်ချုပ်နဲ့အတူပါလာရတဲ့အကြောင်းရဲ့နောက်ပြီးတော့Shalom Foundation အနေနဲ့လည်းညီချိုင်းလုပ်ငန်းစဉ်တွေမှာပါဝင်ပတ်သက်နေတဲ့လုပ်ငန်းကိုအချင်းလေးပဲကျွန်မဒီညပြောလိုပါတယ်အထူးသဖြင့်လည်းကျွန်တော်တို့ CNF နဲ့ကျွန်တော်တို့ဆက်ဆက်ပြီးလုပ်ဆောင်နေတဲ့လုပ်ငန်းတွေအများကြီးရှိပါတယ်လို့ကျွန်မဒီ trip မှာပါလာတာကလည်းကျွန်တော်တို့ညီ Foundation ရဲ့ Shalom Foundation ရဲ့ Director တူအနေနဲ့တော့၎င်းကျွန်မကဒီ KAO ရဲ့ Technical Advisory Team မှာconsultant အနေနဲ့ဤပညာပိုင်းဆိုင်ရာ consultant အနေနဲ့လိုရင်လိုအပ်တယ်လို့အများအားပါဝင်ပါတယ်ထိုနည်း၎င်းပဲ KIO ရဲ့ဤပညာပိုင်းဆိုင်ရာ consultant အနေနဲ့ NCCT ဒါတနိုင်ငံလုံးအပြစ်ခတ်ရစေရည်ညှိနှိုင်းရေးအဖွဲ့ရဲ့လုပ်ငန်းတွေမှာလည်းကျွန်မပါဝင်ပြီးတော့ဒီဆွေးနွေးပွဲတွေမှာလည်းကျွန်မပါဝင်ခဲ့ပါတယ်ဆက်ပြီးတော့လည်းပါဝင်ပံ့ပိုးနိုင်မယ်လို့လည်းကျွန်မအနေနဲ့လည်းညွှန်လင့်ပါတယ်အဲ့တော့ကျွန်မအနေနဲ့ကျွန်မဆက်ပြောရင်းနဲ့လည်းညီ Foundation အကြောင်းကိုဆက်ပြီးတော့နည်းနည်းထပ်ပြီးတော့ဖြည့်ဆွတ်ချင်ပါတယ်ကျွန်မဒီ CNF နဲ့ကျွန်တော်တို့ Shalom Foundation ရဲ့ဆက်ဆက်မှုက2005ခုနှစ်ကနေကျွန်တော်တို့စတင်ပြီးတော့ဆက်ဆက်မှုရှိပါတယ်ကျွန်မရဲ့ဖခင်လည်းဖြစ်တယ်နောက်ပြီးတော့ဒီ Shalom Foundation ရဲ့ Director လည်းဖြစ်ခဲ့တဲ့ဒေါက်တာစပွဲဂျုံကနေပြီးတော့ဒီ KAO ရဲ့ Peace Process မှာ1980 early 80s ပေါ့နော်အဲ့ဒီကနေပြီးတော့ပါဝင်ခဲ့တာဟာ1994 ceasefire agreement ရတဲ့အချိန်မှာလည်းပါဝင်ပြီးတော့ကြိုးပမ်းခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်အဲ့တော့ Shalom Foundation ဆိုတာကလည်းဒီ KIO နဲ့1994 ceasefire agreement ရပြီးတဲ့နောက်ပိုင်းမှာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုဆက်ပြီးတော့ပံ့ပိုးနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်2000ခုနှစ်မှာဖွဲ့စည်းခဲ့ပါတယ်အဲ့တော့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဒီ top level negotiation တွေမှာပါဝင်နိုင်ဖို့အတွက် ethnic nationality mediator fellowship ဆိုပြီးကျွန်တော်တို့ဖွဲ့ခဲ့ပါတယ်အဲ့တော့အဲ့ဒီအဖွဲ့မှာကျွန်တော်တို့ချင်းပြည်နယ်ကချင်း Peace and Tranquility Committee ကလည်းအဲ့မှာအဖွဲ့ဝင်အနေနဲ့ပါဝင်ခဲ့ပါတယ်အဲ့ဒီတော့အဲ့ဒီတုန်းကကျွန်တော်တို့အဖေတွေ CPDC ကအဖွဲ့ဝင်တွေပြောတာကိုကျွန်မပြန်ပြီးတော့ကြားရောက်မိပါတယ်2005ခုနှစ်အစောပိုင်းလောက်ကဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဒီ CNF နဲ့ကျွန်တော်တို့စစ်အစိုးရပြန်ပြီးတော့ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့အတွက်အဲ့ဒီတုန်းက CPDC ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဦးချောင်ကေယိုကနေပြီးတော့ထပ်ပြီးတော့ကြိုးပမ်းနေတဲ့အချိန်မှာစစ်အစိုးရဘက်ကဘယ်လိုပြောခဲ့လဲဆိုလို့ရှိရင် CNF ဆိုတာသူတို့မသိဘူးသူတို့မကြားဘူးပေါ့နော်ဒါသူတို့ရဲ့ strategy ပေါ့နော်ဒါ we don't know they don't exist ဆိုတဲ့ပုံစံနဲ့ဆက်ဆံခဲ့တာတွေလည်းကျွန်မကြားခဲ့ရပါတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ် CPTC ရဲ့ကြိုးပမ်းမှုရဲ့နောက်ပြီးတော့ CNF ရဲ့ကြိုးပမ်းမှုရဲ့အဲ့ဒါတွေကြောင့်ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာဆက်ပြီးတော့အောင်မြင်မှုတွေရရှိခဲ့ပါတယ်လို့ဒါလည်းအခုဒီမှာအဝေးမှာရောက်နေတဲ့
CNF ရဲ့ခေါင်းဆောင်တွေရောနောက်ပြီးတော့ကျမတို့ချင်းတိုင်းသားလူမျိုးတွေရဲ့ကြိုးပမ်းအားထုတ်မှုကလည်းတစ်ဖက်တစ်လမ်းကနေပြီးတော့ပါဝင်ဆက်ဆက်နေမယ်လို့ကျွန်မခံယူပါတယ်အဲ့တော့ကျမတို့ Shalom Foundation ကလက်ရှိမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းလုပ်ငန်းစဉ်တွေမှာဘလို့ပါဝင်ပတ်သက်နေတယ်လဲဆိုတဲ့အခါမှာ KIO တစ်ဖွဲ့တည်းနဲ့မဟုတ်ပါဘူးကျမတို့ကတိုင်းရင်းသားဒေသမှာရှိတဲ့တိုင်းသားအဖွဲ့အစည်းတွေနဲ့ကျမတို့အဓိကထားပြီးလှုပ်ဆောင်တယ်လို့ဟောပေါ့ဒီဗမာတိုင်းရင်းသားလူမျိုးတွေနဲ့လည်းကျမတို့ဒီငြိမ်းချမ်းရေးတည်ဆောက်တဲ့လုပ်ငန်းတွေမှာတစ်ဖက်တစ်လမ်းကနေပြီးတော့အားလုံးပါဝင်နိုင်ရေးကိုအဓိကထားပြီးလှုပ်ဆောင်ပါတယ်လို့အဲ့တော့ particularly CNF နဲ့ကျမတို့ဆက်ဆက်တဲ့လုပ်ငန်းတွေမှာဒီ CNF ရဲ့ပထမအကြိမ်ပြည်ထောင်စုအဆင့်သဘောတူညီချက်မှာပါဝင်ခဲ့တဲ့ civilian ceasefire monitoring ဆိုတဲ့အချက်ပါပါတယ်ဒါကတော့ပြစ်ခတ်ရစေရေးစောင့်ကြည့်ရေးလုပ်ငန်းဖြစ်ပါတယ်အဲ့ဒီလုပ်ငန်းကိုအရက်သားတွေကိုအခြေခံပြီးတော့စောင့်ကြည့်ရေးလုပ်ငန်းလုပ်မယ်ဆိုတဲ့လုပ်ငန်းသဘောတူညီချက်မှာပါခဲ့ပါတယ်အဲ့တော့အဲ့ဒီသဘောတူညီချက်ကိုအကောင့်အထည်ဖော်နိုင်ဖို့အတွက်စောစောကပို့ချုပ်လေးပြောခဲ့တယ်လို့အရင်ခေတ်တွေကသဘောတူညီချက်တွေမှာ future plans ဆိုတာမပါဘူးဒါပေမဲ့အခုဒီအစိုးရနဲ့ဦးသိန်းစိန်အစိုးရနဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေသဘောတူညီချက်တွေမှာ future plan ဟောပေါ့ဆက်လက်အကောင့်အထည်ဖော်ဆောင်ရွက်မဲ့လုပ်ငန်းစဉ်တွေပါလာပါတယ်အဲ့ဒီလုပ်ငန်းစဉ်တွေကိုအကောင့်အထည်ဖော်နိုင်ဖို့ကျမတို့ကလည်းတတ်နိုင်တဲ့လောက်ဦးညီဆောင်ရွက်တာဖြစ်ပါတယ်ဥပမာပြောခဲ့တဲ့ CNF ရဲ့ agreement တွေထဲက ceasefire monitoring လုပ်ငန်းမှာဒီအယက်သားတွေရဲ့ပါဝင်မှုအခမ်းကဏ္ဍနေပြီးတော့ငြိမ်းချမ်းရေးထိန်းသိမ်းနိုင်ဖို့အတွက်အယက်သားတွေအတွက်လိုအပ်တဲ့နည်းပညာတွေကိုပံ့ပိုးပေးတယ်သူတို့ရဲ့လိုအပ်တဲ့ skill တွေကိုမြင့်ဖို့အတွက်ကျမတို့အနေနဲ့ပါဝင်လှုပ်ဆောင်မှုတွေရှိပါတယ်လို့အဲ့တော့ CNF ကျွန်မထင်တယ်မြန်မာနိုင်ငံမှာဒီ ceasefire monitoring လုပ်ငန်းဟာ CNF ရဲ့လုပ်ငန်းကနေပြီးတော့ကျွန်မတို့က model အနေနဲ့လည်းကျွန်မတို့လေ့လာသင်ယူပါတယ်တခြားပြည်နယ်တွေမှာလည်းအလားတူဒီမှာရှိပြီးသား agreement ကိုကြည့်ပြီးတော့ဘယ်လိုပြန်ပြီးတော့ပြုပြင်ဖြည့်ဆွတ်ပြီးတော့လှုပ်ဆောင်နိုင်မလဲဆိုတဲ့ပုံစံနဲ့ CNF ရဲ့သဘောတူညီချက်ကအချက်တွေကိုအခြေခံပြီးတော့ကျွန်မတို့လေ့လာပြီးတော့တခြားပြည်နယ်တွေကိုလည်းကျွန်မတို့ဆက်ပြီးတော့ဆင့်ပွားတာတွေကိုလည်းကျွန်မတို့လှုပ်ဆောင်ပါတယ်လို့အဲ့တော့ကျွန်မဒီမှာရောက်ရှိနေတဲ့ကျွန်တော်တို့ချင်းညီကိုမောင်မတွေအားလုံးကိုလည်းဆက်ပြီးတော့ငြိမ်းချမ်းရေးဖော်ဆောင်တဲ့လုပ်ငန်းမှာအဝေးမှာရောက်နေတယ်ဆိုပေမဲ့အခုကျွန်တော်တို့ဒီခေတ်ဒီအချိန်မှာပညာရှင်တွေကျွန်တော်တို့စီမှာအများကြီးလိုအပ်ပါတယ်ဒီငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက်ကျွန်မကြားရတဲ့ဟိုပေါ့story ရပေါ့လေနော်အဲ့တော့ဒီအစိုးရနဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဆွေးနွေးတဲ့အပိုင်းမှာအစိုးရဘက်ကအကြောက်ဆုံးက CNF ကိုယ်စားလှယ်တွေလို့ပြောပါတယ်ဆို CNF ကိုယ်စားလှယ်တွေက very strategic very thoroughly planned အဲ့တော့ CNF တွေစပွဲကိုလာပြီးတော့တိုက်မယ်ဆိုလို့ရှိရင်တို့တကယ်ပဲကြောက်တယ်ဆိုတော့ဒါအစိုးရဘက်ကခေါင်းဆောင်တွေကနောက်ပြီးတော့အစိုးရဘက်ကဤပညာပိုင်းဆိုင်ရာပတ်ပိုးနေတဲ့ခေါင်းဆောင်တွေကကျမတို့ကိုပြောမှုပါတယ်အဲ့ဒါကြောင့်ကျမအနေနဲ့ယုံကြည်ပါတယ်ချင်း community မှာပညာတတ်တွေအများကြီးရှိတယ်လုံနိုင်တဲ့လူတွေအများကြီးရှိတယ်အဲ့တော့ပညာရှင်တွေရဲ့ပါဝင်မှုအခမ်းကဏ္ဍကလည်းအခုအများကြီးလိုအပ်ပါတယ်ကျမတို့တနိုင်ငံလုံးအပြစ်ခတ်ရစေးရေးကနေပြီးတော့တကယ်ပဲကျမတို့ဖြစ်ချင်တဲ့နိုင်ငံရေးဆွေးနွေးရေးကိုအခမ်းကဏ္ဍဘက်ကိုရောက်လာနိုင်ဖို့ပညာရှင်တွေလိုအပ်တယ်လို့အကြံဉာဏ်ပေးမှုတွေကလည်းအများကြီးလိုအပ်ပါတယ်လို့အဲ့ဒါကြောင့်ကျွန်မအနေနဲ့နောက်ဆုံးအနေနဲ့အခုဒီမှာရောက်ရှိနေကြတဲ့ချင်း community က mix တွေတော်၎င်းအခုကချင်း community ကကျွန်တော်တို့ mix တွေလည်းဒီမှာတက်ရောက်နေတာကိုတွေ့ပါတယ်အဲ့တော့အားလုံးကိုဤပညာအပြင်တော်၎င်းဆက်ပြီးတော့ကျွန်တော်တို့လူမှုအဖွဲ့အစည်းတွေကိုလည်းဝိုင်းပြီးတော့အကြံပေးဖို့ရယ်နောက်ပြီးတော့ဆုတောင်းခြင်းအပြင်လည်းဆက်လက်ပါဝင်ပေးဖို့ကျွန်မအနေနဲ့လည်းမေတ္တာရက်ခံရင်းနဲ့ဒီကုန်းချုပ်ရပါတယ်ကျေးဇူးတင်ပါတယ်